ကဘာအမှန်ဆုံး AI translator အကြောင်းအခုပြောပြပေးသွားပါမယ်ဆိုတော့ပုံမှန်ဒီနေကြတော့ AI video တွေပဲပေါ့နော်ဘာသာပြန်ခြင်းတော်တော်လေးတိုင်ပတ်တယ်မြန်မာဘာသာစကားဆိုရင်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ Google Translate ကိုသွားပြန်ရင်လည်းနည်းနည်းလေးကြိုးကြောင်လေးတွေပါတယ်ပေါ့နော်အဲ့တော့အခုပြောပြပေးသွားမှာ AI translation tool ဖြစ်တယ်သူကိုယ်တိုင်ကကဘာအမှန်ဆုံးလို့ပြောထားတယ်ပေါ့နော်ပြီးသွားပြီဆိုရင်လည်းမြန်မာစာကိုကိုယ်တိုင်စမ်းပြီးတော့တော်တော်လေးကောင်းမွန်တယ် content တွေရောတုံးတွေရော smooth ဖြစ်တယ်ပြောရမယ်ဆိုတော့စီရော်တယ်ပေါ့နော် Google Translate ကိုသွားမယ်ဆိုရင်ပြန်ကျင်တာပြန်တာများတယ်ပေါ့နော်ဆိုတော့အခုမြန်မာဘာသာကိုတည်တည်ကြကြစနစ်တကျပြန်ဖို့လိုအပ်နေတဲ့သူတွေအတွက်အသုံးတဲ့စီမဲ့ tools ဖြစ်ပါတယ်ပြောရဆိုလုပ်ငန်းခွင်တွေမှာဆိုရင်ဘာသာပြန် tools ကမဖြစ်မနေလိုအပ်တယ်ပေါ့နော်အဲ့တော့မြန်မာဘာသာမှမဟုတ်အခြားဘာသာစကားတွေလည်းရတယ်ပြောချင်တာမြန်မာဘာသာစကားကိုတောင်မှတည်တည်ကြကြပြန်ပေးနိုင်တဲ့ AI translation tool ဆိုတော့အဲ့ဒီမှာဘာတွေလုပ်လို့ရလဲဆိုတော့စာတွေကိုဓာတ်ရိုက်ဘာသာပြန်လို့ရတယ်ဒါအပြင် file လိုက်ကြီးထည့်ပြီးတော့လေဘာသာပြန်လို့ရတယ်ဒါအပြင်အတန်တွေကိုလည်း translate လုပ်လို့ရတယ်ဥပမာဆို English လို့ပြောပြီး Thai လို့မျိုးဘာသာပြန်ကိုင်းမလားဒါမှမဟုတ်လဲ English လို့ပြောပြီး Japan လို့ပြန်ဘာသာပြန်ကိုင်းမလားပေါ့နော်မြန်မာလိုကစာနဲ့ကောင်းကောင်းရတယ်ပြီးသွားဆို developer တွေအတွက် API ကြီးတွေလည်းရတယ်ဆိုတော့ဒီ tools ကိုယ်တိုင်က the world most accurate AI translator လို့ပြောထားပါတယ်ဆိုတော့ဘာတွေရမလဲဆိုတော့လိုက်ကြည့်လိုက်အောင်ဆိုတော့ area တို့ဒီ tools တဲ့ဝင်လာပြီပေါ့နော်ဒီမှာလည်းနမူနာပြထားတယ် Burmese ကနေ English လို့ပြန်ထားတာပေါ့နော်လုံးဝ smooth ဖြစ်တယ်စာကြောင်းအဆင်ပြေရပေါ့နော် contact တွေကိုလည်းတိနာလဲတယ်တုံးကလည်းအဆင်ပြေရပေါ့နော် 200k business တွေကယုံကြည်ကြရပေါ့နော်အဲ့ဒီမှာ Amazon တို့ Apple တို့ Coursera တို့လိုမျိုးတကယ် great business brand တွေလည်းပါတယ်ပြောချင်တာကကြတော့ review ကောင်းတယ်ပေါ့နော်ဆိုတော့သူ့မှာဘာလုပ်လို့ရလဲဆို test တွေလုပ်လို့ရတယ် file တွေ add လုပ်ပြီးတော့ဘာသာပြန်လို့ရတယ် speech တွေကိုပြန်လို့ရတယ် API key တွေယူလို့ရတယ်ဆိုတော့ area တို့အဲ့ tools တွေကိုဘယ်လိုဝင်ရမလဲဆိုရင်ဒီ EEPL လို့ခေါ်ပါတယ် DeBer ပေါ့နော်the world most accurate translator ပါအဲ့ဒီဝင်လိုက်ပြီဆိုရင်သူကဒီလိုပုံစံဖြစ်တယ်ပေါ့နော်အဲ့ဒီမှာကိုပြန်ကျင်တဲ့ဘာသာစကားပြီးသွားပြီဆိုရင်ကို translate လုပ်ချင်တဲ့ language ကိုထပ်ထည့်မယ်ပေါ့နော်ဆိုတော့ English လို့မြန်မာလို area copy ယူပြီးတော့translate လုပ်မယ်ပေါ့နော် Okay ဆိုတော့အရင်လည်းမကြောက်ဒါ free ပဲသုံးပြတာပေါ့နော်ဒါ task ကိုပြန်တာပြီးသွားဆို file တွေလည်း upload လုပ်ပြီးတော့ပြန်လို့ရတယ် speech ကကြတော့ तू ကမြန်မာလိုတော့ပြောလို့မရသေးဘူးဒါပေမဲ့ဒါပါတော့ Thai တို့အခြားသောနိုင်ငံတွေရောက်နေ Japan တို့ Korea တို့ရောက်နေခါကိုက English လိုကောင်းကောင်းပြောတတ်တယ်ဆိုရင်ပြန်လို့ရတယ်ပေါ့နော်ဆိုတော့ area Thai နဲ့ကိုစမ်းပြပေးမယ်ပေါ့နော် Okay start speaking hello I want to eat something Okay ဆိုတော့ပြောချင်တာကဒီမှာကသူကတိချာlistening ကောင်းတယ်ပေါ့နော်တကယ်လို့ကိုကဒီမှာသူ့ရဲ့ product တွေမှာ translate file တွေပါသုံးမယ်ဆိုတော့သူက pricing တခုတော့ရှိရယ် test ရယ် speed ရယ်ကိုတော့ free ပေးသုံးထားတယ်ပေါ့နော်အဲ့တော့စိတ်ကြိုက်သုံးလို့ရတယ်most accurate လို့ပြောတဲ့အတိုင်းပဲမှန်တယ် tones တွေရလည်းတော်တော်လေးကောင်းတယ်ပေါ့နော်နောက်တစ်ခုကကျတော့စာတန်းတွေလုံးနေရတယ် email တွေရေးနေရတယ် translation ကို day to day လိုနေတဲ့သူတွေအတွက်ဒီ tools ကအဆင်ပြေစီမှာဖြစ်ပါတယ်ပေါ့နော်Okay ဆိုတော့ကမ္ဘာအမှန်ဆုံး AI translator လည်းပြောပြပြီးပြီဆိုတော့ AI voice တွေကိုမြန်မာလိုမျိုးရအောင်လို့လုပ်တဲ့ tools ကိုလည်း area ရဲ့ AI for practical use မှာသင်ကြားပြသပေးပါတယ် free ရတဲ့ညီရော pay ရောပေါ့နော်ဆိုတော့ AI for practical use ကတော့ AI ကိုအခုမှအခြေခံကနေစတင်လေ့လာခြင်းနဲ့လက်တွေ့မှာတကယ်အသုံးချခြင်းတဲ့သူတွေအတွက်ပို့ပြီးတော့ result တွေကောင်းအောင်လို့သွားခြင်းတဲ့သူတွေအတွက်အသင့်တော်ဆုံးဖြစ်စေမှာဖြစ်ပါတယ်သင်ခန်းစာပြီးတော့80နီးပါးနဲ့သင်တန်းသားလည်း900နီးပါးရှိပါပြီ lifetime set ပေးတာဖြစ်တဲ့အတွက်တစ်ခါအပ်ပြီးရင်အမြဲသုံးတဲ့မှာဖြစ်ပါတယ် AI ဆိုတာတစ်ချိန်မဟုတ်တစ်ချိန်အသုံးတဲ့လာမှာပဲပေါ့နော်ဆိုတော့ဒါအပြင် digital marketing ကို career အနေနဲ့သွားမယ် site ကန်းအနေနဲ့ဖန်တီးခြင်းနဲ့ဆိုရင် digital marketing practical course ရှိပါတယ် review တွေကိုလည်း page မှာလာရောက်လေ့လာလို့ရပါတယ် recording ရော Zoom class ကိုရှိပါတယ်နှစ်လမှတစ်ခါဖွင့်တဲ့ Zoom class လည်းမကြခင်ပြန်ဖွင့်ဖို့ရှိပါတယ်ဆိုတော့လူဦးရေမပြည့်ခင်မှာစာရင်းပေးနိုင်ပါတယ် bye bye ပြန်ဆောင်ပါမယ်